မင်္ဂလာပါဗျာကမ္ဘာမြေကြီးအောက်ထဲမှာဘာတွေရှိနေမယ်လို့ထင်ပါလဲကျွန်တော်တို့နင်းလျှောက်နေတဲ့မြေကြီးကတည်ငြိမ်နေတယ်လို့ထင်ရပေမဲ့တကယ်တမ်းကမ္ဘာအောက်ခြေမှာတော့ပွက်ပွက်ဆူနေတဲ့နေရာမီလိုအပူရှိန်တွေရှိနေပါတယ်အဲ့ဒီအပူရှိန်တွေအပြင်ကိုပေါက်ထွက်လာတာကတော့ကျွန်တော်တို့သိကြတဲ့မီးတောင်ဗိုလ်ခဲနိုးတွေပါပဲဒီနေ့ဗီဒီယိုမှာတော့မီးတောင်တွေဘာကြောင့်ပေါက်ကွဲရတာလဲမီးတောင်တွေမှာဘယ်လိုအမျိုးအစားတွေရှိလဲပြီးတော့မြန်မာနိုင်ငံကပုပ်ဝါတောင်ကလပ်ကရောဘယ်လိုမီးတောင်မျိုးလဲဆိုတာတွေကိုအသေးစိတ်ရှင်းပြပေးတော့မှာဖြစ်ပါတယ်။ကဲအစင်းသဖြင့်စလိုက်ကြရအောင်ဗျ။မီးတောင်ဆိုတာဘာလဲ။အရင်ဆုံးမီးတောင်မပေါက်ခွင့်ခင်ကမ္ဘာမြေကြီးအကြောင်းကိုနည်းနည်းသိထားဖို့လိုပါတယ်။ကမ္ဘာကြီးကိုကြက်ဥတစ်လုံးလိုသဘောထားကြည့်ပါ။အပေါ်ကအခွန်ပါးပါးလေးရှိမယ်။အလဲမှာအကာရှိမယ်။အဆုံးမှာအနှစ်ရှိမယ်။ကျွန်တော်တို့နေတိုင်းနေတာကအပေါ်ဆုံးအခွန်ပါးပါးလေး crush ပေါ်မှာပါဒါပေမဲ့အဲ့ဒီအောက်ကအလဲလွာမန်တယ်မှာတော့အပူချင်းဒီဂရီထောင်ကြီးပူပြင်းနေပြီးကြောက်ခဲတွေတော့အရေးပြောနေပါတယ်အဲ့ဒီအရေးပြောနေတဲ့ကြောက်တွေကိုမဂမာလို့ခေါ်ပါတယ်မှတ်သားရမှာကမြေကြီးထဲမှာရှိနေတယ်ဆိုရင်မဂမာလို့ခေါ်ပြီးမီးတောင်ပေါက်လို့အပြင်ကိုစီးကျလာပြီဆိုရင်တော့လာဘာလို့ခေါ်မှာဖြစ်ပါတယ်မီးတောင်ကဘာကြောင့်ပေါက်ခွဲရလဲကဲအဓိကမေးခွန်းလာပါပြီသူတို့ကဘာလို့ပေါက်ခွဲတာလဲရှင်းရှင်းလေးမြင်အောင်ကြည့်မယ်ဆိုရင်အချွေပလင်းတပလင်းလိုပါပဲမြေအောက်ကမဂမာတွေကအရန်ပူပြင်းလာတဲ့အခါဓာတ်ငွေတွေထွက်လာပါတယ်ဖီအောတွေအရန်များလာတယ်ဖီအားများလေလေအပေါ်ကိုတက်ချင်နေပါပဲကမ္ဘာမြေလော်တွေအကွဲနေတဲ့နေရာဒါမှမဟုတ်အားနေတဲ့နေရာတစ်ခုကိုတွေ့လိုက်တာနဲ့ဓာတ်စီးတွေကိုတွန့်ဖွင့်ပြီးအရှိန်နဲ့ပေါက်ကွဲထွက်လာတော့တာပါဒါကမ္ဘာကြီးကသူ့ထဲကအပူတွေကိုအပြင်ထုတ်ပြီးအသက်ရှူလိုက်တဲ့သဘောတရားပါပဲမီးတောင်တိုင်းကရောအတူတူပဲလားဆိုရင်မဟုတ်ပါဘူးသိပ္ပံပညာရှင်တွေကမီးတောင်တွေကိုသူတို့ရဲ့လှုပ်ရှားမှုပေါ်မူတည်ပြီး၃မျိုးခွဲခြားထားပါတယ်နံပါတ်၁ကတော့အက်တစ်ဗိုလ်ခဲနိုးသက်ရှိမီးတောင်တွေပါအချိန်မီပေါက်ကွဲနိုင်တယ်လက်တလုံးမှာလည်းပေါက်ကွဲနေစေမီးတောင်တွေပေါ့ဥပမာဟာဝိုင်ကမီးတောင်တွေပေါ့ဗျာနံပါတ်2ကတော့ဒေါမန်ဗိုလ်ခဲနိုးအိပ်ပျော်နေသောမီးတောင်တွေပါသူကလက်တလုံးငြိမ်နေပေမဲ့တည်သွားတာမဟုတ်ပါဘူးနှစ်ပေါင်းများစွာအိပ်ပျော်နေပြီးမှရုတ်တရက်နိုးထလာပြီးပေါက်ကွဲနိုင်တဲ့အန္တရာယ်ရှိမီးတောင်တွေပါနံပါတ်3ကတော့ instant ဗိုလ်ခဲနိုးမီးတောင်သေးတွေပါသူ့အောက်မှာမဂမာတွေမရှိတော့လို့နောက်ထပ်ဘယ်တော့မှမပေါက်ကွဲနိုင်တော့တဲ့မီးတောင်တွေပါမြန်မာနိုင်ငံမှာရောမီးတောင်ရှိလားမြန်မာနိုင်ငံမှာမီးတောင်ရှိလားဆိုရင်ရှိပါတယ်ကျွန်တော်တို့သိကြတဲ့ပုပ်ဝါတောင်ကလပ်ဟာတစ်ချိန်ကအရန်ကျန်းခဲ့တဲ့မီးတောင်ကြီးတစ်ခုဖြစ်ခဲ့ဘူးလို့ပြောကြပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့အခုတော့သူကမီးတောင်သေး instant volcano ဖြစ်သွားပါပြီကမ္ဘာပေါ်ကမီးတောင်ပေါက်ကွဲမှု85%လောက်ကဘင်ဂေါ်ဖိုင်ယာလို့ခေါ်တဲ့ပစိဖိတ်သမုဒ္ဒရာအနားသက်ကြောကြီးမှာဖြစ်ပွားလေ့ရှိပါတယ်ကံကောင်းစွာနဲ့ပဲကျွန်တော်တို့မြန်မာနိုင်ငံကအဲ့ဒီကြောကြီးတွေနဲ့လွတ်ကင်းနေပါတယ်ကဲဒီနေ့မှာတော့မီးတောင်တွေအကြောင်းမိနစ်အနည်းငယ်အတွင်းမှာစုံစုံလင်လင်လေးသိရှိသွားပြီလို့ယုံကြည်ပါတယ်ခင်ဗျာမီးတောင်တွေကကြောက်စရာကောင်းပြီသူတို့ကြောင့်ပဲမြေစီလွှာတွေကောင်းမွန်ပြီးစိုက်ပျိုးရေးတွေဖြစ်ထွန်းစေတာကိုလည်းမမေ့သင့်ပါဘူးဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe တွေလုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်နောက်ထပ်ဘလို့အကြောင်းအရာတွေကိုသိချင်လဲဆိုတာ comment မှာရေးပြတော့ပါဦးနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye